မင်္ဂလာပါစီ90တောင်ကိုလျှော်သေးနေရဖို့အတွက်တကောင်စင်းပြပြီးတော့ဝယ်ရပေမယ်ငွေရည်စည်းတွေကိုတော့တကြားလုံးဝယ်သလိုနေရာတိုင်းနီးပါးမှာလွယ်လွယ်ကူကူဝယ်လို့ရနေတာဖြစ်တင်ရဲ့လားနေရဆိုရင်နိုင်ငံတော်ဆိုရကငွေရည်စည်းနေနေတိုက်ဖြတ်ရေးလှုံ့ဆော်တဲ့နေရာမှာရှမ်းမြောက်တီဘုံနဲ့မိုင်းရံမှာငွေရည်စည်းထုတ်လုပ်တဲ့နေရာ14ခုကိုဖော်ထုတ်ရှာဖွေဖန်ဆီးနိုင်ခဲ့တာတွေ့ရတယ်ဝမ်းသာတယ်ကျေးဇူးလက်တင်တယ်ရှေ့လျှောက်မှာလည်းအခုလိုမျိုးငွေရည်စည်းနေနေတိုက်ဖြတ်ရေးခုအထူးစစ်စင်ရေးတရက်နော်ဦးနေဝင်းလက်ထက်တော့ဘိန်းကင်းစစ်စင်ရေးလုပ်ခဲ့တာရှိတယ်အဲ့ဒီလိုမျိုးငွေစင်းနေနေတက်ဖြတ်ရေးထူးစစ်စင်ရေးတရက်နဲ့လှုပ်ဆောင်ပေးဖို့မျှော်လင့်တယ်တကယ်လို့အစိုးရကဒါအဲ့ဒီလိုလှုပ်ဆောင်မယ်ဆိုရင်ဒေသခံပြည်သူလူထုကိုယ်တိုင်ကနော်ဘယ်မြို့နယ်ဘယ်ရက်ကွက်အိမ်နံမဲ့ဘလောက်မောင်ဘသူမဘသူရဲ့အိမ်မှာမွေးရည်စေးရောက်ပါတယ်ခမညာဆိုပြီးတော့ပြည်သူလူထုကိုယ်တိုင်ကလက်ဆွဲပြီးတော့သတင်းပေးပြီးတော့တိုင်ချလိမ့်မယ်ကျမတို့ငယ်စဉ်ခါကမွေးရည်စေးဆိုတာနဲ့နော်ချင်းတောင်လူဒေသတွေကချင်ပြည်နယ်ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနည်းတော့နယ်စပ်ဒေသတိုင်းရင်းသားဒေသတွေမှာသာရှိတာဒါပေမဲ့လက်ရှိ10နှစ်ကနေပြီးတော့15နှစ်ယခု15နှစ်တာကာလအတွင်းရန်ကုန်မန္တလေးလိုမြို့ပြဒေသမှာမွေးရည်စေးကနေရာတိုင်းနီးပါးမှာလွယ်လင့်တကူဝယ်လို့ရနေတယ်။ဘာကြောင့်လဲ။နိုင်ငံတော်ဆိုရကနေပြီးတော့ပြည်သူကိုစာနာထောက်ထားသောအဖြစ်9ရက်တစ်ကြိမ်စီ90သာရှော့သေးနဲ့ရောင်းပေးတယ်။စီတောင်90သာပဲရတာတပိတ်တာများမှုနော်။စီ90သာရှော့သေးနဲ့ရဖို့အတွက်တကောင်စင်းပြရတယ်မှတ်ပုံတင်ပြရတယ်ရက်ွက်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံစာယူရတယ်။စီ90သာဝယ်ဖို့အတွက်တကောင်စင်းပြပြီးတော့အုပ်ချုပ်ရေးမှုထောက်ခံစာနဲ့ဝယ်ရပြီမယ်။မွေးရည်စည်းတွေကြတော့နေရာတိုင်းနီးပါးမှာလွယ်လင့်တကူရနေတယ်ဒါဖြစ်တင်ရဲ့လား။ကျမတို့စဉ်းစားရမယ်။နော်ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုဒီလိုပဲ73တီတွေရှားပါပြက်လက်တယ်စီတွေရှားလို့တန်းချီပြီးဝယ်ရပေမဲ့မွေးရည်စည်းကတော့ပေါ်ပေါ်တည်တည်ရှိနေကြတယ်။မွေးရည်စည်းလို့ပြောတဲ့နေရာမှာလဲနော် तू ကလည်းမထုတ်ဘူးငါကလည်းမထုတ်ဘူး तू ကလည်းဘိန်းမဆိုင်ဘူးငါကလည်းဘိန်းမဆိုင်ဘူး तू ကတော့သူတို့ကတော့ဘိန်းကင်းစစ်စင်ရေးဘိန်းတွေကိုဘလိုမျိုးမွေးရည်စည်းတွေကိုတိုက်ဖြတ်တယ်ငါကလည်းမွေးရည်စည်းတွေတိုက်ဖြတ်တယ်ဟိုဘက်နဲ့ဒီဘက်ကအမြဲတမ်းအတန်ကောင်းဖြစ်နေကြတယ်အထူးသဖြင့်အေးဆိုပူဆိုးတယ်အေးကသူတို့ပြည်နယ်အတွင်းမှာနော်ဘိန်းကင်းစစ်စင်ရေးတွေလောက်တာတို့မွေးရည်စည်းတွေနှိမ့်နှိမ့်တိုက်ဖြတ်တာတို့အတန်ကောင်းဖြစ်တယ်ဆိုတော့ဟိုကြီးစရာဟာသားလေးပြောပြရရင်နော်ကျင်စာဦးဇနီးမောင်နဲ့เนี่ยအီးစော်နန်တော့ညာဘက်အိတ်တဲ့ခြံအောင်ထဲမှာအီးစော်နန်တော့ယောက်ျားဖြစ်တယ်လို့ကမေးလိုက်တာဟာမိမမင်းအီးပေါက်သေးလားမိမဖြစ်တယ်လို့ကရှက်တော့အိုးတော်ကျမမပေါက်ပါဘူးဒီခြံအောင်နဲ့နင်းနဲ့ငါနဲ့နှစ်ယောက်ရှိတာနင်းလည်းမပေါက်ဘူးငါလည်းမပေါက်ဘူးဆိုရင်ငါတို့လင်များကြတယ်ဘယ်ငါလုံးမာသားကလာပြီးအီးပေါက်သွားတာလေအခုလည်းအဲ့လိုပဲဘိန်းကို तू ကလည်းမဆိုင်ဘူးငါကလည်းမဆိုင်ဘူး तू ကလည်းပဲနော်ကချင်တပုံကလည်းပြောလို့ရှိရင်ကချင်တပုံတွေကပြောတယ်သူတို့တွေဘိန်းတွေမွေးရည်စတွေနှိမ့်နေတယ်နော်ရခိုင်တပုံဖွဲ့တဲ့အကြမ်းဖက်အေးရလည်းပြောတယ်မွေးရည်စတွေနှိမ့်နေတယ်ဒါဆိုရင်ဘယ်ငါလုံးမာသားကဒီဘိန်းတွေကိုထုတ်နေတာလေမနေ့ကဆိုရင်စိတ်မကောင်းစရာသတင်းတစ်ခုကိုတွေ့လိုက်တယ်မော်ဘီမှာလင်များချင်းချင်းရန်ဖြစ်စကားများရကနေပြီးတော့ယောက်ျားကမိမရဲ့ခေါင်းကိုဖြတ်ခေါင်းပြက်ကြီးကင်ပြီးတော့လမ်းနဲ့ကောင်ရှောက်သွားနေတာတွေ့လိုက်တယ်အဲ့ဒါအဓိကတရားခံကမူးရည်စေးပဲမူးရည်စေးသားကောင်ဖြစ်သွားတော့အသိဉာဏ်တွေမဲ့သွားတာနော်အဲ့ဒီမွေးရည်စေးကြောင့်ပဲသားသမီးကမိဘကိုပြန်တက်တယ်ဆိုတဲ့သတင်းတွေမိဘအရင်ကသားသမီးအရင်ကိုမဖွဲမရပြုတ်ကျင်တယ်ဆိုတဲ့နော်မကြောင်းဝင်မနာတာဒီလိုကိစ္စရဲ့ကြီးတွေကမွေးရည်စေးကြောင့်ဖြစ်လာရတာနော်ဒါကြောင့်မို့လို့အစိုးရတဲ့အနေနဲ့မွေးရည်စေးနေနေတိုက်ဖြတ်ရေးကိုအထူးတာဝန်တရက်အနေနဲ့စစ်စင်ရေးတရက်အနေနဲ့လှုပ်ဆောင်ပေးဖို့ညှော်လင့်ပါတယ်တောင်းလဲတောင်းဆိုပါတယ်အစိုးရကသာအဲ့ဒီလိုလှုပ်ဆောင်မယ်ဆိုရင်ပြည်သူတရက်လုံးကပူးပေါင်းပါဝင်လိမ့်မယ်လို့လည်းကျွန်မယုံကြည်ပါတယ်နောက်တစ်သတင်းကတော့အခုတပတ်ခါ29ရက်နေ့ RCJ တရားရုံးတော်မှာနိုင်ငံတော်ဂုဏ်သိက္ခာအတွက်ရင်ဆိုင်နေတော့မြန်မာကိုစားပြုကိုယ်တည်းလက်ဖွဲ့ကိုဂုဏ်ပြုထောက်ခံပွဲပထမကတော့ကျွန်တော်တို့ကျေးဇူးဖျားကြီးရှိမှာစုရဲလုပ်ပြီးတော့လမ်းလျှောက်ချီတက်ဖို့စီစဉ်ထားပေမဲ့ဒီပွဲကိုလာမဲ့လူတွေအသွားပြန်လမ်းရဲ့လုံခြုံရေးစိတ်ပူတဲ့အတွက်စုလီမှာပဲစုရဲတခါရဲကျဲပါမယ်29ရက်နေ့နေ့လယ်2နာရီရန်ကုန်မြို့တော်ခမ်းမရှိဗန်ဒူးလာပန်းချန်ရှိနေ့လယ်2နာရီစုရဲလုပ်ပြီးတော့မြန်မာကိုစားပြုကိုယ်တည်းလက်ဖွဲ့ကိုဂုဏ်ပြုထောက်ခံမယ်မဟုတ်မှန်မှန်လိန်ညာပြီးတော့ဆွဲပြီးတော့ကိုယ်နိုင်ငံတော်ကိုဂုဏ်သိက္ခာချနေတဲ့ဂမ်ဘီယာအဖွဲ့ကိုဂမ်ဘီယာနိုင်ငံကိုကောက်ကွက်ရှုတ်ချတဲ့ဟောပြောပွဲလုပ်ပါမယ်ဒီနေရာမှာနော်ကျမကရှိရကကျမတို့ဒီပွဲလုပ်ဖို့အစည်းအဝေးတိုင်မဲ့နေကကျမရုပ်တံဖိုင်နဲ့တင်လိုက်တယ်ဒီမှာအထွေထွေကုန်ကြချက်ရှိတယ်ပွဲလုပ်ပြီးဆိုတာနဲ့ကျမတို့ state စင်စောက်ရတယ်နော်အဲ့မှာဗတိုင်းတွေထုတ်ရတယ် state စင်ကဗတိုင်းဆိုအကြီးထုတ်ရတာအဲ့မှာဘောက်တင်ငှားရတယ်နော်စသဖြင့်အထွေထွေကုန်ကြချက်တွေအများကြီးရှိတယ်အဲ့ဒါတွေကကိုယ့်ရဲ့ကိုယ်ဆိုင်ကိုထူကိုထလုပ်ရတဲ့အကြောင်းလေးပြောပြတော့
လေးစားစရာကောင်းတာကလေတချို့တွေဆိုပြပနိုင်ရင်အတီးတီးကိုရောက်နေကြပြီမဲ့ဘယ်နေရာရောက်မြန်မာဆိုတဲ့စိတ်တက်လေးပျောက်မသွားတာတော်တော်လေးစားဖို့ကောင်းတယ်နော်တာဝန်တိစာနဲ့ကိုတိုင်းမလာနိုင်ပေမဲ့နိုင်တဲ့ဘက်ကနေပြီးကြာရောက်မှုကျေးဇူးတဲ့ပါဝင်ပြီးတော့အားဖြည့်ကြတဲ့လူတွေကျေးဇူးအများကြီးတင်ပါတယ်လေးစားပါတယ်ရှင်ဒါတော့ကျမကအလှခံရတာမဟုတ်သေးဘူးနော်ကျမကဒီလိုဖြစ်စဉ်လေးရှိရလို့ပြောလိုက်တာတော့မှဆရာထက်တန်စွာနဲ့ဇာတိတွေဇာတိမှန်ငါလူကိုယ်တိုင်မလာနိုင်တော့ငါတက်နိုင်တဲ့ဘက်ကအားဖြည့်ကိုညီမယ်ဆိုပြီးတော့ငွေကြေးတွေပါဝင်လှူဒန်းကြတာရှိရယ်9သိန်းလှူထားတဲ့တယောက်ရှိရယ်3သိန်းတယောက်လှူထားတာတယောက်ရှိရယ်2သိန်းနဲ့9,000အမဆိုရင်သူက3သိန်းနဲ့55,000ကိုပွဲအတွက်9,000ကိုမပုစုလူရ3ပါဆိုပြီးတော့မှတ်ချက်လေးရေးပြီးတော့လာလူတဲ့လူရှိရဲ့ကျန်တဲ့3သိန်းနဲ့5,000နဲ့အများကြီးပဲစုစုပေါင်းလက်ရှိမှာဆရာတော်ဘုရားထံကိုကျွန်မ30လွှဲပြီးတော့အပ်ပြီးပြီဒီနေ့25ရက်နေ့ဒီနေ့ညကိုအမတယောက်ကပတ်စံလွှဲမယ်စောင့်နေပေးပါလို့ပြောတဲ့အတွက်ကျွန်မစောင့်နေတာပေါ့နော်ဒီနေ့25ရက်နေ့မိုးချုပ်ရရှိတဲ့စရင်ထပ်ပေါင်းပြီးဆရာတော်ဘုရားကိုထပ်ပြီးတော့အလှငွေအနှံပါမယ်အခုလိုမျိုးနော်လှုပ်ဆော်စရာလာမလိုပဲနဲ့ကျွန်မကဒီပွဲမှာပူပေါင်းပါဝင်ပါဆိုပြီးအလှခံစရာမလိုပဲနဲ့အသိစိတ်တဲ့ပြေဝစွာနဲ့ပူပေါင်းပါဝင်ကြတဲ့နိုင်ငံသားပြည်သူတူးတယောက်ချင်းစီတန်းကိုလည်းပဲကျေးဇူးတင်ပါတယ်ဂါရဝပြုပါတယ်ကျမတို့ရဲ့ဇာတိအသွေးဇာတိမှန်နေကြောင့်အမှန်တရားကိုနှက်ဆောင်လို့ဒီပွဲကြီးနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကလက်ရှိမှာထိုင်းရောက်မြန်မာအလုပ်သမားတွေကြားမှာလှုံ့ဆော်မှုရှိဥပမာနှခမ်းမွေးတဲ့ဖွဲ့ကမဟာချိုင်ဘက်ကိုလာမယ်လို့သတင်းကြားရင်မဟာချိုင်မှာရှိတဲ့အလုပ်သမားတွေအလုံးမစင်ကြနဲ့အိမ်မှာစားလိုက်တောက်လိုက်နဲ့ဇိမ်းနဲ့နေကြကိုကအလုံးပြက်လို့အလုံးမစင်းလို့အလုံးရှင်ကအလုံးတထေးရသူတို့ခေါ်တာဗာလဲဝဏလားမသိဝဏကအလုံးထုတ်လို့မရဘူးနော်မဲဆောက်ကိုနှခမ်းမွေးနဲ့အဖွဲ့လာမယ်လို့သတင်းတိကျရရင်မဲဆောက်မှာရှိတဲ့အလုပ်သမားတွေအလုံးမစင်ကြနဲ့အလုံးရှင်တထေးတွေကသူတို့စီးပွားရေးထိခိုက်လာလို့ဘတ်ဂျက်တွေထိခိုက်လာလို့ရှိရင်သူတို့ကိုယ်တိုင်ဖြေလျှော့ပေးလိမ့်မယ်ထိုင်းမှာထိုင်းရဈေးဆိုင်တွေဈေးမွေကြနဲ့မြန်မာဆိုင်ချင်းချင်းဈေးဝယ်ချဆိုပြီးလှုံ့ဆော်နေကြတာတွေတွေ့ရတယ်တော်ကိုညင်ရီမမီတဲ့စောက်ပိန်အုံနောက်တွေပဲနော်တော်ကိုညံရီမမီတဲ့တနက်စားညံနေကိုယ်နိုင်ငံအတွင်းမှာမြန်မာဆိုင်မှာမြန်မာချင်းချင်းဈေးဝယ်ပါလို့ပြောရတဲ့ကိစ္စမရှိပေမဲ့သူများနိုင်ငံတွေသွားနေပြီးတော့ထိုင်းရဈေးဆိုင်တွေဈေးမွေကြနဲ့မြန်မာတွေဈေးမွေလို့ရှိရင်ထိုင်းရဈေးပြောမယ်ဆိုလို့ရှိရင်ထိုင်းမှာရှိတဲ့ဈေးဆိုင်တွေကထမင်းငတ်ပြီးတည်တော့မယ်ပုံစံတွေဝါဒဖြန့်နေကြတယ်ခင်ဗျားတို့အဲ့ဒီလိုလုပ်ရမှာထိုင်းနိုင်ငံမှာဖွင့်နေတဲ့တကယ်ဥပဒေနဲ့အညီလိုအပ်တဲ့တက်တေထောက်တာဆောက်ရဲစာတဲ့အပြည့်စုံရှိပါလေဈေးရောက်စားနေတဲ့ဈေးတယ်တွေဈေးဆိုင်တွေပါအကုန်လုံးပိတ်ရတဲ့အနေအထားကိုရောက်သွားလိမ့်မယ်သူများနိုင်ငံမှာနေလို့ရှိရင်အင်ရှင်မျက်နှာကိုကြည့်ရတယ်အင်ရှင်မျက်နှာကိုကြည့်ရတယ်အင်ရှင်ထမင်းကိုသွားပြီးရိုက်မခွဲရဘူးအင်ရှင်ရဲ့ထမင်းကိုရိုက်ခွဲရင်ကိုကအရင်ထမင်းငတ်မယ်ဆိုတာမမေ့နဲ့နော်ဆိုအဲ့ဒီလိုတွေးတိုးလှုပ်သောဝါဒဖြန့်နေတာတွေကလေကျမတို့ပြည်တွင်းရေးမှာဆိုလဲဒီလိုပဲအစိုးရရန်တရားတစ်ခုလုံးရက်တက်အောင်လုပ်နိုင်ရင်မင်းအောင်လိုင်းရပြုတ်ကြလိမ့်မယ်ဆိုပြီးတော့ဝန်ထမ်းတွေအကုန်လုံးစီဒီအန်လုပ်ကြပါတွေးတိုးလှုပ်ဆော်ကြတယ်အခုလည်းအဲ့ဒီလိုပဲအလုပ်သမားတွေအလုပ်မစင်းရင်တထေးတွေကနော်သူတို့တထေးလေမောက်တာနဲ့တရောင်းကားခွက်ပြောက်တာကိုခွက်ခြားမသိတာခမရတို့အလုပ်မစင်းရင်တထေးကလှေမောက်ရုံပဲရှိမှာခမရတို့ကတရောင်းကားခွက်ပြောက်မှာအဲ့ဒါကိုမသိပဲနဲ့ဝါဒဖြန့်လှုံ့ဆော်နေကြတာတော်တော်ကိုတုံးလွန်ညံ့လွန်နဲ့အုံနောက်တွေပါဆိုလိုချင်တာကအဓိကကို့မှာလိုအပ်တဲ့တက်တေကန်ထောက်တာစာရွက်စာတမ်းအပြည့်စုံရှိနေဖို့လိုအပ်တယ်အပြည့်စုံရှိတဲ့လူကဘဲသွားလိုအပ်တဲ့တက်တေကန်ထောက်တာစာရွက်စာတမ်းအပြည့်စုံကိုနဲ့မကွာစောင့်ထားအေးကို့မှာကတရားဝင်လမ်းကြောင်းမှာသွားတာမဟုတ်ဘူးစာရွက်စာတမ်းအပြည့်စုံမရှိဘူးဆိုရင်ကိုเจ้าကိုတိလမ်းမတလားနဲ့ကိုเจ้าကိုတိအာမချောင်နဲ့ဖေးမယားနဲ့လမ်းမတလားနဲ့အလုပ်သွားကြရှင်အလုပ်သွားမယ်အလုပ်သွားပြီးအိမ်တန်းပြန်လမ်းမှာတဝေမထိုးနဲ့ဟုတ်လားကိုနေထားကိုတိကိုကနော်ကိုမှာတက်တဲ့ကန်ထောက်ထားစားရစားတဲ့အပြည့်စုံရှိပါလေနဲ့မတရားခံရတယ်ဆိုရင်နော်ခင်ဗျားတို့ကအဖေအားကိုရင်အဖေကိုသွားတိုင်အမေအားကိုရင်အမေကိုသွားတိုင်ခင်ဗျားတို့ကအန်နူဂျီကိုအားကိုတဲ့မဲဆောက်မှာအန်နူဂျီဆိုရတစ်ဖွဲ့လုံးမဲဆောက်မှာအန်နူဂျီဆိုရတစ်ဖွဲ့လုံးရှိတယ်ဆိုရင်မဲဆောက်ကိုသွားပြီးတော့အန်နူဂျီဆိုရကိုသွားတိုင်ဟုတ်ပြီလား